ရအဲ့တော့ Kevin A A အောင်ကိုဖြုတ်ပြီးတော့ A အောင်ဖြုတ်ပြီးတော့ဘာပေါင်းမယ် A ကိုဖြုတ်ပြီးတော့ဟိုဟာ A ပေါင်းမယ် A ပဲပေါင်းမယ်လေဒါတူတူပဲလေနော် A အောင်အမြဲတမ်းအတူတူပဲ A အောင်ဖြုတ်ပြီးအမြဲတမ်း A ပဲ E ဆိုလို့ရှိရင်ပါလေ A အောင်ဖြုတ်ပြီးအမြဲတမ်း A ပေါင်းကိုပေါင်းအောင်မယ်သူကမပြောင်းလဲဘူးသူ့မှာလေနောက်ပြီးရင် VR ပြောင်းလဲမလား C ကမပြောင်းလဲဘူးပြောင်းလဲဘူး AM ဖြုတ်ပြီး AM ပြောင်းထည့်တော့မပြောင်းလဲဘူးဒါတွေမှတ်ရမယ် Z ရောပြောင်းလဲလားအများစီအာမပြောင်းမပြောင်းဘူး Z အကြီးရောပြောင်းလားဘူးမပြောင်းပါဘူးမပြောင်းเนาะနောက်ပြီးရင်ဒီ ER ရော AM ဖြုတ်ပြီးတော့ထေပေါင်းနေဆိုတော့ဒါလည်းမပြောင်းဘူးအဲ့တော့ကျွန်တော်တို့သိရမှာပါလေဒီ each တို့ ER တို့ပါလေ Z0 တို့မှာများသောအားဖြင့်မပြောင်းဘူးအတူတူပဲ VR တို့အများတွေမှာကျရင်ဒါပဲဒီဘက်ပဲပြန်ရေးမယ်ဘာပြောင်းသွားရလဲဆိုတော့ဒီမှာ do မှာကျတော့ဘာဖြစ်သွားလဲသူက is ဖြစ်သွားတယ် ist အဲ ist s စီကလည်း is တွေပဲဒါကြောင့်အကုန်လုံး is တွေဖြစ်သွားပြန်ရောရမယ်နော်ဒီမှာ is တွေဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကကြတော့ e ကနေဟို a ကနေ e ဖြစ်သွားတယ်ဒီမှာကြည့်လိုက်တော့ a a ဆိုတော့ဗာလဲ e ဖြစ်သွားမယ်ဒါကိုပြောင်းလိုက်တော့ e ကနေ e ဖြစ်သွားတယ်အဲ့တော့ ist ဖြစ်သွားတယ်ခိုင်းဆိုလို့ရှိရင်ဒါဘာနဲ့စုံနေရလဲ ss တို့ s ဗာလဲ f and k နဲ့စုံနေတဲ့အတွက် s ကိုဖြုတ်တယ်အဲ့ခုန slide တစ်ခုမှသင်ခဲ့ရနော် ss တို့ဗာလဲs ပါ ss တို့အဲ့ဒါနဲ့စုံနေမှာဆိုရင်ဒီမှာ t ကိုတစ်လုံးဖြုတ်ပေး s ကိုတစ်လုံးဖြုတ်ပေးရပေါ့နော်အဲ့တော့ဒီမှာ sn ဆိုတော့ e a ကနေ e ဖြစ်သွားတယ် s s a အောင်ဖြုတ်ပြီးတော့ s ထိပေါင်းမယ်ဒါပေမဲ့ခုန root အရသူက a အောင်ဖြုတ်လိုက်လို့ရှိရင် ss နှလုံးပါနေတဲ့အတွက် s တစ်လုံးကိုပြန်ဖြုတ်လိုက်တော့ t ပဲသွားပေါင်းတော့ဘာဖြစ်သွားမလဲ is ဖြစ်သွားမယ်လွတ်ကြရမှာเนาะဒါတွေက is okay နောက်တစ်ခု a ကကြတော့လေအဲ့လိုပဲဆိုရင်မဲ့ဒါကဘာဖြစ်တာလဲချွင်းချက်ကြီးဖြစ်သွားတာပေါ့နော်အဲ့တော့အလွတ်ကြရမယ်ညာဘာရလို့တော့မဟုတ်ဘူးအလွတ်ကိုကြရမယ်ဒူကတော့နည်းနည်းတိတာတယ်ကွာဒါမယ်နော်အလွတ်တက်ကြလိုက်ပါကိုယ့်အတွက်အကောင်းဆုံးပဲရမယ်နော်မဂေးဘန်လာပြီဂေးဘန်ငါကျွန်တော်တောင်ဆိုပြလိုက်တယ်โอเคဂေးဘန်ဟုတ်ပြီဂေးဘန်ဆိုတာဘာလဲပေးသည်ဆိုတဲ့ဘက်အဲ့တော့ give ပေါ့နော် essence ဆိုတာစားသည် eat given ဆိုတာပေးသည် give ဆိုတဲ့ဘက်ရမယ်နော်အဲ့တော့ given ကိုကျွန်တော်တို့ဟိုကပြောမယ်အိမ်မီကနေပြောကြည့်မယ် given ကို each နဲ့ conjugate လုပ်ရင်ဘာဖြစ်သွားမလဲ each Given, given ဟုတ်ပြီ do ဆိုရင်ဘာဖြစ်သွားမလဲ gives, gift gift ရမယ်နော်ဘာကိုဖြုတ်လိုက်မလဲ e ကနေ a ကနေ e ဖြစ်သွားတယ်ဆိုတော့ g e b gi- s t gift ခိုင်းလို့ပဲ s t ပေါင်းတယ်လीနော် d ဆိုရင် s t ပေါင်းတယ်လीနော်အဲ့တော့ air ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲ k e a ကတော့ e ဖြစ် gi- သွားတာ k e b t ဟုတ်တယ်မူလလိုပဲပါလဲ gi- t ပေါင်းတယ် gift s ကလည်းအတူတူပဲ gift z ကလည်း gift ပဲ v ရ gift, ဆိုရင်ဘာဖြစ်သွားမလဲ v ရဆိုရင် given ပဲ given, ပြောင်းလဲ e ရဆိုရင်ဘာဖြစ်သွားမလဲ git, give လား gift လား GABT. GEBT လား မပြောင်းထင်တယ် ပြောင်းမပြောင်းထင် GABT လား ဟုတ်တယ် GEBT မတိကြနေဘူး तू ကလည်းမတိကြနေဘူး GEBT gift ရမယ်နော်ရဒါပဲဘာမှအထွေထူးထူးတွေတိတ်မရှိဘူးနော်ဒီတိုင်းလေးပဲကိုက rule လေးသိရင်ရရနော်ကျွန်တော်အပေါ်မှာလည်းရေးပေးထားပါတယ်ဒီမှာတော့ဆို A ကနေ E ပြောင်းရတယ်ဆိုတာဟာမျိုးလေးနော်ရအဲနောက်တစ်ခုကiris ဒါကိုဘယ်လိုအတန်ထွက်ဘယ်နဲ့တန်ထွက်မလဲ နှစ်တန်ပဲ နှစ်တန်ဟုတ်ပြီနှစ်တန်ဟာ AL FAN အဲ့ဒါဘယ်လိုဖြစ်သွားမလဲဟာ AL ဟာဆန် hell ဟုတ်ပြီ FAN ဆန် fan အဲ့တော့ hell fan ဆိုတာဗာလဲကူညီသည်ဆိုတဲ့ verb ကူညီတာကိုhelp HEMP help ပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ဂျာမန်လည်းအဲ့လိုမျိုး help fan ဖြစ်သွားတယ်နည်းနည်းလေးစင်တူရယ်နော်အင်္ဂလိပ်စာနဲ့ဘာလို့လဲဆိုတော့ဂျာမန်စာအင်္ဂလိပ်စာအနွယ်ဝင်ဖြစ်တဲ့အတွက်အဲ့လိုမျိုးနည်းနည်းတော့တူနေတယ်အဲ့လိုမျိုးပေါ့နော် help fan
okay ဟုတ်ပြီ have fun ကို each နဲ့ conjugate လုပ်မယ်ဘယ်လိုဖြစ်သွားမလဲ ha al f ha e f f e a each နဲ့ conjugate လုပ်မယ်လေ each ဆို a အောင်ဖြုတ်ပြီးပါပေါင်းပါလေ a a ပေါင်းအဲ့တော့ helpful ဖြစ်သွားမယ်ဟုတ်ပြီ okay နော် helpful အဲ့ပဲ do ဆိုလို့ရှိရင်ကျွန်တော်တို့ဘာပြောင်းရတော့မှာလဲ a ကနေ e ကိုပြောင်းရတော့မယ်ဆိုလို့ရှိရင် ha a နေရာမှာဘာပြောင်းတော့မလဲ e ရမယ်နော် ha e l f s t hipst အဲ့တော့ကျွန်တော် hipst လို့ဖတ်တယ် hipst hips hipst hips ရမယ်နော် hipst နောက်တစ်ခု hips နောက်တစ်ခုက ha e l f ဒါကြတော့ဘာဖြစ်တော့မလဲ s ဒီမှာဆိုရင်ဘာလဲ a အောင်ဖြုတ်ပြီးပါပေါင်းမလဲ a t a ပေါင်းမယ် t ပေါင်းတယ်အဲ့ဒီတော့ hipt ဒါ hipst hipt ရမယ်နော် s ကြီးကအတူတူပဲ v ရဆိုရင်ဘာဖြစ်သွားမလဲ ha e l ha a l f a n helpful မယ်ဖြစ်သွားမယ် okay အဲ့တော့ e ရကြရင်ဘာပေါင်းမလဲ a အောင်ဖြုတ်ပြီးတော့ a t a t မဟုတ်ဘူး t ပဲပေါင်းမယ်နော် heft 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 ဖြစ်သွားမယ်နော် okay ဆရာကူထားရဲ့ zc ဆိုရင်မူလပတ်တွေပဲ heft and heaven ပဲဖြစ်သွားမယ် okay ပါအဲ့တော့ဒီ3ခုရှိမယ်ဒီ3ခုရှိမယ်ဒီ3ခုကိုကျွန်တော်အိမ်စာပေးလိုက်မယ်ပေါ့နော်မနေ့ပြန်ကျွန်တော်တို့ဒီဟာလေးပြောရမယ် conjugate လုပ်လာရမယ်ဒီလိုမျိုး conjugate လုပ်လာရမယ်နော်ဒီမှာဒီလိုမျိုးရမယ်နော် conjugate လုပ်တဲ့ဟာလေးအဲ့လိုဟာမျိုးလေးမနေ့ပြန်ကိုကျွန်တော်ပြောခိုင်းမယ်ဒီဒါကိုအဲ့တော့အတန်တော့ထွက်ပြပေးလိုက်မယ်ဒီလို conjugate ကကိုယ့်အကိုလုပ်ခဲ့ရမယ် each တို့ do တို့ a တို့ s တို့ z တို့ v အဲ့လိုကို conjugate လုပ်ပြီးတော့မနေ့ပြန်ပြောရမယ်နော် okay အဲ့တော့ဒီ Kelvin ပြောပါအောင်ဒါဘယ်နှတန်ထွက်မလဲ အတန် နှစ်တန်ဟုတ်ပြီ A ရဲ့ A ဟုတ်ပြီ NA ဟာ NA က NA ဟာ NA ကနာ NA လေ NA က A တန်ထွက်မယ် နေ NA ဆိုတာ နေ နေဟာနဲ့ဆိုတော့နေ ဟာနဲ့ A ဆိုတော့ အဲ့လိုနည်းနည်းလေး နေ ဆွဲမယ်နေဖြစ်သွားမယ်အတန်ကိုဆွဲလိုက်တာလေနော်နေ ဟုတ် MAN နေ က မ MAN န် man အဲ့တော့ နေမန် neyman ရ neyman ရမယ်နော် neyman ဆိုတော့ UD ဆိုတော့ verb take ကျွန်တော်ခီးဘုတ်ကဟိုဟာလို့မရလို့နော်မြန်မာစာရေးမရတော့လို့အဲ့ဒါကြောင့်မို့လို့ကျွန်တော်အင်္ဂလိပ်စာနဲ့ရေးတာပါအဲ့တော့ကိုယ့်ကိုမြန်မာစာလည်းမှတ်ပါမြန်မာလိုမှတ်တတ်တဲ့လူတွေမြန်မာလိုမှတ်ပါရမယ်နော်အင်္ဂလိပ်စာလိုမှတ်တတ်လူတွေအင်္ဂလိပ်စာလိုမှတ်ဒါပေမဲ့ဂျာမန်ကအင်္ဂလိပ်စာနဲ့နည်းနည်းနီးရောအင်္ဂလိပ်စာတော်တဲ့လူတွေကဂျာမန်စာကိုလည်း process လုပ်နိုင်တယ်နော်လွယ်တယ်သူကလေ grammar structure တွေတစ်ခါကျရင်တူတယ်အဲ့တော့ take you there ဆိုတဲ့ verb ဟုတ်ပြီကိုယ့်ကိုလုပ်ရမယ်ခိုးတော့ဘယ်လိုပြောမလဲဘယ်နှတန်ထွက်မလဲဒါမပြောချင်ဆုံးဘတ်တွေပေါ့နော်အေမီတို့ခိုးတို့မပြောချင်ဆုံးဘတ်တွေចောင်းသားတို့လည်းမပြောချင်ဘူးဒီဘတ်တွေကို Not expressions are not dance နတ်တန် expression s ဖေးတန် s နဲ့ဖေးနဲ့ဆိုတာလို့ရှိရင်ဗာလဲရှာတန်ထွက်ရမယ် s ကိုရှာတန်ထွက် a ဒီမှာ a တခုပါတယ်ဒီမှာ3တန်ထွက်ရမယ်ဒါမှနော်အဲ့တော့ s ဖေးဆိုရှာ s ဖေးဆို s ကိုရှာတန်မယ်ရှပတ် a a c ဟာတော့ re c a n shan sprechen expression sprechen expression ဟုတ်တယ် sprechen ရမယ်နော်ပြန်ပြောမယ် expression ဟုတ်တယ် sehr gut အေမီပြောမယ်အေမီဘယ်လိုထွက်မလဲ Russian, sprechen depression, sprechen distraction, sprechen expression. separation မဟုတ်ဘူး သူလည်းအဲ့လိုမျိုးနော် sprechen အဲ့လိုလေကောင်းတဲ့ sprechen Distraction, အဲ့လိုမျိုး sprechen distraction, sprechen expression. ဟုတ်ပြီအေမီလည်းနည်းတော့ပြင်အောင်မယ်အေမီလည်းညာနောက်ပြီးကြပါသူ့ကို Oxford က training တစ်ခုခေါ်ရမယ်ညာသူ့ကို Oxford က training တစ်ခါရှိသေးရနော်အဲ့ဒါအေမီကိုဖိတ်ခေါ်ပေးမယ်အဲ့ဒါအသက်ကုန်ပြောရမယ်တနာရီအတွင်းမှာအဲ့အာသန်ကိုပြောခိုင်းမှာတနာရီကိုဆိုတနာရီပြောခိုင်းမှာအဲ့ဒါမှအတန်တွေထွက်နိုင်မှာအဲ့ဒါ suppression လို့ထွက်တယ်
အဲ့တော့ဟိုတော့ကြည့်အောင်မယ်ပါ Iris ဒါကိုဖတ်ကြည့်မယ်ညီမ Separation. ဟုတ်တယ် separation ပြန်ဖတ်မယ် Separation. ဟုတ်တယ် separation မြင်လားပါ Iris တို့ထွက်နိုင်တယ်နော် ဟုတ် မကြည့်လိုက်ပါ Amy တို့ဟိုတို့ရမယ်နော်မသူတို့လည်း main ကလေးပဲလေဒါပေမဲ့ तू ထွက်နိုင်နေတယ်ဟော तू ထွက်နိုင်နေတယ်ဟောအဲ့တော့ Amy လည်းထွက်နိုင်ရမယ်ညာ Amy လည်းထွက်နိုင်မယ်မထွက်နိုင်ဘူးဆိုတာမရှိဘူး main ကလေးယောက်ျားလေးမရှိဘူးအတန်ဆိုတာဟုတ်လားဒါတဘာဝအတိုင်းပဲလာတယ်နော်အဲ့တော့ Amy လည်းထွက်ရမယ် Amy ကိုလည်းပြင်ပေးသွားမယ်အတန်တိုင်းမှာအဲ့တော့ separation Expression. ဟုတ်ပြီKevin ဘယ်လိုထွက်မလဲ Separation. separation ကဲမဟုတ်ဘူး Separation. ဟုတ်တယ်ပြန်ပြောမယ် separation Separation. ဟုတ်တယ် separation Separation. ဂရနေရမှာလို့ separation Separation. ဟုတ်တယ် separation ဟုတ် separation ဆိုတော့ separation မြန်ဆိုလိုက်မယ်ဆိုရင် separation Separation. ဟုတ်တယ် separation နောက်တစ်ခု Kevin W ထွက်မလဲဘယ်နဲ့တန်ထွက် နှစ်တန်ဆရာ နှစ်တန်ဟုတ်ပြီ A ရဲ့ဟုတ်ပြီ T A T မှာ A ရဲ့ A ဆိုတော့ re T နဲ့ဆိုတော့ဒီမှာ A တန်တွေကဒီကြားထဲမှာရောက်ရင်ကျွန်တော်တို့ဘာတန်ထွက်ရမှာလဲမူလတန်မဲ့အဲ့ဒီရပေါ့နော် treffen Treffen. treffen Treffen. T A F ref treff F E N fan treffen Treffen.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  အဲ့မြင်မြင်ဆိုမယ်ဆိုရင် treffen Treffen. Treffen. treffen 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 Treffen. treffen Treffen. treffen Treffen. Treffen. treffen treffen Treffen. Treffen. ဟုတ်တယ်နည်းနည်းမှန်တော့ပြီဒါတွေပြန်ကျင့်လာမယ်နော်ဟိုနေ့ကျရင်ပြန်ဆိုခိုင်းမယ်ဒီအတန်တွက်တွေရော treffen ဒီ recording ကိုပြန်ကြည့်ပါကျွန်တော် recording ကိုပို့ပေးမယ်recording ပြန်recording ရတကယ်လို့ compatible မဖြစ်သေးဘူးဆိုလဲကျွန်တော်တို့ဗာလဲ file တွေရှိရနော်ဟိုပေါ်မှာညာ treffen အဲ့တော့ခိုးဆိုမယ်ဘယ်လိုဆိုမလဲ Treffen. treffen မဟုတ် raf တန်ထွက်မယ် treffen Treffen. treffen Treffen. treffen Treffen. ရမယ်နော်အဲ့တော့ဟိုကဆိုကြည့်မယ် Iris Treffen. treffen ဟုတ်တယ် treffen Treffen. treffen အဲ့ဖြည်းဖြည်းလေးဆိုတာအဲ့လိုမဟုတ်ဘူးမြင်မြန်ဆိုရမယ်အဲ့ဒါကိုလေဂျာမန်ကမြင်မြန်နေဆိုရယ်နော်ဖြည်းဖြည်းလေးမဆိုဘူး treffen Treffen. ဟုတ်တယ် treffen ဟုတ်တယ် treffen မှန်တယ် Iris ဆိုနိုင်တယ်နော်ပြန်ဆိုမယ် Treffen. ဟုတ်တယ်အဲ့ဒါကောင်းမလေးနေမကောင်းပါဘူးဆိုအားကောင်းလေချောင်းတွေရောလားလေချောင်းတွေတုံးရရနော်ဒါပေမဲ့နေပြန်ကောင်းသွားမှာပါညာဂျာမစာတင်နဲ့โอเคအေမီဆိုမယ်ပြတဲ့ Treffen. ထရသူက rap ပဲသူအတူတိုင်အဲ့လို rap ကြီးပဲအဲ့လိုဆွဲကုန် ဒါ နေ မနေ့ကသိသွားပြီ UFS ဆီယာမတွေထွက်တာ ဟုတ်တယ်ထွက်ကြတာလို့သူတို့တွေက မနေ့ကဆီယာမနဲ့စကားပြောဖြစ်တယ်စကားပြောဖြစ်တော့သူကလည်း A1 တင်နေတယ်လာ join ဆိုတာနဲ့အဲ့ဒါဝင်သွားတာအဲ့ဒါအဲ့ဒီမှာသိသဘောပေါက်သွားမကြည့်လို့အတန်နဲ့ထွက်လာကြတာ ထွက်မလာကြတော့သူတို့ကအာဒန်ကိုပဲတင်တာလို့အဲ့ဒါတော့ဒါပေမဲ့လေကျွန်တော်တို့ဒီမှာဂျာမန်စာတွေမှာအာဒန်ထွက်လာရင်အဲ့လိုကြာ listen တွေမှာကြားလာအဲ့လိုအာဒန်ရော treffen လို့အဲ့လိုမျိုးပြောလာ treffen ဆိုမှာမပြောဘူးလေနော် treffen ဆိုမှပြောရလေနော်အဲ့တော့ဘာလို့အာဒန်တင်နေကြလဲကျွန်တော်နားမလဲဘူးဆရာမတွေလည်းလေကျွန်တော်ရိုက်ချင်တာအဲ့လိုဘေးနားကနေလေဝရင်ထုတ်တင်နေတာအဲ့လိုမဟုတ်ဘူးလို့အဲ့လိုပြောချင်တာမဟုတ်ဘူးလေနော်ဒါကြီးအတန်တော်ကြီးကမားနေတာကြီးအဲ့ဒါကြီးညာအနေနဲ့တော့ recording နေဝင်သွားပြီတော့ကြာ
သူ recording တွေဝင်သွားတဲ့အတွက်ကြောင့်ဟိုကပြောနေပြန်အောင်ပဲရာတော့ကြာအမသူတို့ပြောပါတယ်ဆိုမှသူတို့လည်း